မင်္ဂလာပါရှင်တောက်ကြတာသမီများအတွက်6လပိုင်း29ရက်နေ့ကနေပြီးတော့10လပိုင်း9ရက်နေ့ထိတပတ်တာကာလရဲ့ကံကြမ္မာကိုဟောပြီးမှာဖြစ်ပါတယ်ဒီလိုကာလအတွက်မိမိတို့မှာကောင်းမွန်တဲ့ကံကြမ္မာရဲ့အလှည့်ပြောင်းလေးတွေကြုံတွေ့မဲ့အချိန်ခါမျိုးမှာရှိပါတယ်ဒီလိုကာလမှာတိုးတက်အောင်မြင်သွားလိမ့်မယ်မိမိရဲ့လုပ်ငန်းတွေကနေပြီးတော့များစွာကျေပြန်သွားတာအဆက်တွေကောင်းနေရရှိတာမျိုးတွေကြုံတွေ့မဲ့အချိန်ခါမျိုးမှာရှိတယ်။ဝန်ထမ်းတွေအနေနဲ့ဆိုလဲဒီလိုကာလမှာယာရုတွေတက်သွားတတ်တယ်။ယာရုတက်ခြင်းနဲ့သူအပြောင်းလဲလေးကြုံတွေ့တတ်တဲ့အချိန်ခါမျိုးမှာရှိပါတယ်။အဲ့တော့ကံအားဖြင့်တော့လုပ်ငန်းများဆန်တာတအားကောင်းတယ်။မိမိရဲ့ဒီချစ်ခင်သူတွေရဲ့နားလည်မှုရရှိခြင်းထောက်ပံ့ကောင်းတွေရရှိခြင်းတွေဒီလိုကာလမှာရရှိတတ်တယ်။ညနေချက်တစ်ခုကဒီလိုကာလမှာငွေကြေးပိုင်းဆိုင်ရာမှာပြဿနာတစ်ခုပေါ်တတ်တယ်ပြဿနာပေါ်တတ်တယ်ပေါ့နော်ငွေချင်းနဲ့ပတ်သက်ပြီးတော့ဒီလိုကာလမှာမိမိတာမှန်မယ်ဆိုအဆင်ပြေပါတယ်အဲ့လိုမျိုးပြဿနာလေးပေါ်တတ်တယ်စိတ်ကတိကောက်ဖြစ်စရာမျိုးလေးကြုံတွေ့ရတတ်တယ်ကိုယ်တိုင်ကစိတ်မကြေးချင်မှမနဲ့လေငွေကြေးကြောင့်စိတ်တူစရာလေးတွေဖြည့်ချင်းစရာလေးတွေကြုံတွေ့ရတတ်တယ်အဲ့တော့အဲဒီဥစ္စာလေးတွေပြဿနာအရေးတော့ငွေကြေးပိုင်းဆိုင်ရာအားနည်းပါတယ်နောက်တစ်ခါအခြေနဲ့ပတ်သက်ပြီးတအားကိုစမ်းပွင့်ပြီးတော့အောင်မြင်မဲ့အချိန်ကားလို့ပြောရလိမ့်မယ်ချစ်သူရေးစားရည်နဲ့ပျော်ရွှင်စရာလေးတိဆောက်ဖြစ်တတ်တယ်ဝေးကွာနေတဲ့ချစ်သူတွေပြန်လည်ဆုံစည်းဖြစ်မယ်ဒီအိမ်အောင်ရေးဆိုလို့ရှိရင်အိမ်အောင်ဘက်တွေအနေနဲ့ဒီလိုကာလမှာအဆင်မပြေဘူးဆိုတဲ့သူတွေတောင်ပြန်လည်အဆင်ပြေပေါင်းစည်းတာမျိုးတွေကြုံတွေ့တတ်တယ်တခုရှိတာဒီလိုကာလမှာချက်ချင်းမုန်းချင်းကခိတခဏလေးနဲ့ဖြစ်နေတတ်တာမျိုးရှိတယ်ပေါ့နော်အခုပဲချစ်တယ်အခုပဲမချစ်ဘူးအဆင်မပြေဘူးအဲ့လိုမျိုးကြုံတွေ့တတ်တယ်အဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အနေငယ်ဒီစိတ်ကလေးရောက်ဖြစ်ပေမဲ့လည်းလို့အဆင်ပြေပါတယ်တော်တော်လေးအဆင်ပြေတယ်ဝေးကွာနေသူတွေပြန်လဲဆုံစည်းတာကိုယ့်ရဲ့အိမ်အောင်မနဲ့ကိုပြန်လဲတွေ့ရတာဒီလိုကာလမှာသားသမီးလိုချင်သူတွေအောင်သားသမီးရတာမျိုးတွေကြုံတွေ့ရတတ်တယ်အခြေအစမ်းတအားပွင့်နေကောင်းမွန်ပါတယ်နော်ကျမကြီးနဲ့ပတ်သက်ပြီးတော့အထွေထူးဒီအရင်မဖြစ်ဘူးအဓိကကတော့ဒီထိတ်လန့်စရာအကြောင်းအရာမျိုးတွေမှာနှလုံးအားနေတာမျိုးတွေအရာဘာရဲ့မှုပဲဝမ်းနေမှုလေးတွေကြုံတွေ့နေရတာမျိုးတွေခံစားရတတ်တယ်နောက်တစ်ခါကျတော့ကိုကမျောလင်းချက်ကြီးထားတာမျောလင်းချက်ကြီးထားရတဲ့အရာတွေရဲ့ပျက်စီးခြင်းမျိုးတွေကြုံတွေ့ရတတ်တယ်ကိုမျောလင်းထားတာကိုအထင်ကြီးထားတဲ့လူကကိုပေါ်မှာမကောင်းတာမျိုးတွေကြုံတွေ့ရတတ်တယ်ကိုကြီးမဲ့ပြောထားပြီးတော့မှအဲ့လိုလူတွေကကိုပေါ်မှာသစ္စာဖောက်သွားတတ်တယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါမို့ကိုမျောလင့်ထားတဲ့အရာတွေပျက်စီးမဲ့အချိန်ကားလို့ပဲပြောရမယ်ပေါ့နော်အဓိကကတော့ဒီလိုကာလမှာစိတ်အေးနဲ့အရာရာကိုဖြည့်ရှင်းမယ်ဆိုမိမိကအောင်မြင်မှုများစွာသိမ့်ပိုက်နိုင်မယ်အချိန်ကားမိမိပေါ်မှာမနာလိုသူရှိရဆိုရင်ဒီလိုကာလမှာမိမိကဖြတ်ကျော်နိုင်တယ်လှလှပပလေးကိုဖြတ်ကျော်ပြနိုင်တဲ့အချိန်ကားမျိုးမှာရှိပါတယ်လက်ရှိချိန်တွေတကူကနေပြီးတော့ပုံမကောင်းမွန်သွားတဲ့ကံတရားရရှိအောင်လှုပ်ဆောင်တဲ့ခြေတရားကတော့မြတ်စွာဘုရားရှင်ကြီးမှာကျမတို့ငချင်းငါဟင်းတော့မဟုတ်ငါကြော်လှူဒန်းတဲ့ကုသိုလ်ပြုလုပ်ပေးပါနောက်တစ်ခါကျတော့ငါကံမှာသွားပြီးငါကလေးရဲ့အစာကျွေးတာငါလွတ်တာမျိုးတွေကုသိုလ်လေးပြုလုပ်ပေးပါမိမိရဲ့လက်ရှိကြုံတွေ့နေတဲ့အခက်အခဲတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိစေနိုင်မှာဖြစ်ပါတယ်ကြားရတဲ့တောက်ကြသမီးမိတ်ဆွေများအားလုံးအေးချမ်းသာပျော်ရွှင်နိုင်ကြပါစေဆန္ဒနဲ့ဘဝတစ်ထည်တည်းကြနိုင်ကြပါစေရှင်